ဒီချောင်းကနေထွက်ပြေးတဲ့သူတိုင်းသိကြတယ်ကဘာပေါ်မှာဘသူမှပေါက်ပြေးနိုင်မဲ့ချောင်းမဟုတ်ဘူးနာမည်ကတော့ Alcatraz လူတိုင်းက The Rock မြို့တောင်ခေါ်ကြတယ် San Francisco ရဲ့ရေကြားထဲမှာတည်ရှိတဲ့ချောင်းကြီးရေကြီးအားတန့်လွန်းလို့ပြီးသူတိုင်းတည်သွားကြရတာဒါပေမဲ့ဒီလူ၃ယောက်ကတော့မတူသေးဘူးသူတို့အညာချင်းစီနေရန်ကိုဇွန်နဲ့လက်သိမ်းရတဲ့ချောင်းတုံးပြီးပြူကြတယ်နှစ်ပေါင်းများစွာရှိလာတဲ့နေရန်တွေဟာပင်လေရဲ့စားတဲ့ကြောင့်ပြက်နေတယ်ဒါကြောင့်ပေါက်ရလွယ်သွားတာသူတို့ကရုပ်ပဲအပေါက်လုပ်ပြီးသူတို့ပုံစံနဲ့တူတဲ့ခေါင်းတွေပြုတ်လုပ်ခဲ့တယ်ထောင်ဆောင်တွေတတိမထားမိအောင်ပေါ့တညာလုံးထောင်ဆောင်ကသူတို့အိတ်နေတဲ့ထင်ပြီးလုံးဝတတိမထားခဲ့ဘူးအဲ့ဒီညတိုင်းသူတို့နေရန်နောက်မှာထွက်ပြေးဖို့လိုအပ်တာတွေပြင်ဆင်နေခဲ့ကြတယ်တနစ်ကြတဲ့နောက်ထွက်ပြေးဖို့အကောင်စီစဉ်ပြီးတော့သူတို့ rain coat နဲ့ဖောင်ဒဇင်ပြုလုပ်တယ်သူတို့ရေထဲကိုဆင်းပြေးကြတယ်သူတို့ရဲ့အကြံတွေအောင်မြင်သွားခဲ့တယ်ပြီးတော့ဖောင်တဲ့အတူမျောပြီးပျောက်ကွယ်သွားခဲ့တယ်နောက်နေ့မနေ့ထောင်ခန်းထဲမှာခေါင်းပြအယုတ်ကိုတွေ့တယ်ထောင်ပိုင်းတွေနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့မတွေ့ခဲ့ကြဘူးသူတို့တည်သွားတာလားဒါမှမဟုတ်လွတ်မှာသွားတာလားဒီနေ့အထိတစုံတစ်ယောက်မှမသိနိုင်ပါဘူးထောင်ကြီး Alcatraz ကိုလည်းသူတို့ထွက်ပြေးပြီးနောက်မှာပိတ်လိုက်ရတယ်ယနေ့အထိ The Rock ဆိုတဲ့နာမည်နဲ့တမိုင်းထဲမှာကြံ့ခဲ့တယ် ပရိသတ်ကြီးရေနောက်တစ်ခါဘယ်လိုဇလန်းကိုတင်ဆက်စီခြင်းလဲပြောတော့အောင်နော်